ရန်ကုန်မြို့မရန်ကုန်မြို့နယ်ကမောင်ဝင်းကုံမာဆိုင်မှာဒီကနေ့မနေ့အစောပိုင်းကဝမ်းနည်းစရာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ညီမညောက်တဲ့နေတာဟုတ်လို့အနုချမ်းစီးခံရမှာဆိုတဲ့အတွက်ကြောင့်ဆိုင်တကားကိုတော့6လုံးထိဆက်စစ်ခတ်ထားခဲ့ရာကနေမီးလောင်တဲ့အခါအပြင်ကိုထွက်လို့မရတော့ပဲဆိုင်ထဲမှာပိတ်မိခဲ့ရပါတယ်။9:49အချိန်မှာတော့မီးထိန်ပြီးတော့3:53အချိန်မှာတော့မီးငြိမ်းပါတယ်ခင်ဗျာ။ကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာနောက်ဖေးကန်းထဲမှာတဦးကိုတူဖက်လက်သားတိုင်းအသက်ဆုံးရှုံးနေတဲ့ညီမ2ဦးကိုတွေ့ရှိရပါတယ်။ဒီချက်အလုံခြုံရေးကိုတစ်ဖက်မှာလေးထားသလိုရေးဝအခြေအနေအတွက်ထပ်ပေါက်ရှိဖို့လည်းဘလောက်ရေးကြည့်လဲဆိုတော့ကိုရင်နှင်းစရာသင်ခန်းစာတစ်ခုပေးသွားပါတယ်။တစ်ဖက်ကကြည့်ရင်လည်းရန်ကုန်မြို့ရဲ့စိုးရိမ်စရာတရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့အခြေအနေကြောင့်ညီမ2ဦးအသက်ဆုံးရှုံးသွားရတယ်လို့လည်းပြောလို့ရပါတယ်။